ထင်ကျော်သိစေရန်ကျွန်တော်တင်ပြရပါတယ်ကျွန်တော်ဟာမန္တလေးဒေသကြီးမိထီလာမြို့နယ်မွေအုပ်စုချောင်းသားကြီးပါအမှတ်105ဥယျာဉ်အာမကကျောင်းကစရုပ်လာတန်းကျောင်းသူလေကျွန်တော်ရဲ့သမီးဖြစ်သူမန်နီနီမအီနင်းရဲ့ဖခင်ဖြစ်သူဦးသိန်းတော်မင်းဖြစ်ပါတယ်ကျွန်တော်ဤသမီးနဲ့အပါဝင်ကလေး12ဦးဟာမတ်105ဥယျာဉ်အာမကကျောင်းကကျောင်းဆရာဦးစိုးမြင့်ခေါ်ဦးပေတိုးမှကာယအိန္ဒြေပျက်စီးမှုနဲ့မရင်းကြံစီမှုကိုမိထီလာမြို့နယ်တရားရုံးခရိုင်တရားရုံးတို့တွင်တရားစွဲဆိုခဲ့ရာတွင်4 လခန့်ကြာရှိခဲ့ပါပြီတရားခံရှင်းနေတရားခံဘက်ကရှင်းနေဖြစ်သူမှမဆိုင်သောမိသားစုများကိုမေးမြန်းပြီးကျွန်တော်တို့အားဖိအားပေးနေခြင်းကိုတားရင်မိဘအားလုံးနှင့်ကလေးငယ်များခံစားကြုံတွေ့နေရပါသည်ဒီကိစ္စနှင့်ပတ်သက်၍နိုင်ငံတော်သမ္မတကြီးတည်စေရန်ပြည်သူသမ္မတကြီးဦးထင်ကျော်မှကျွန်တော်တို့တားရင်မိဘအားလုံးနှင့်ကလေးငယ်များအားကူညီပေးပါရန်မြစ်တာရက်ခံပန်ကြားရပါတယ်ခင်ဗျာ